မင်္ဂလာပါရှင်ဒီနေ့ငါးကြော်မကြိုက်တဲ့သူတွေတောင်ထမင်းအပူတောင်းစေမဲ့ခွန်ချိုရဲ့လှို့ဝက်ချက်ငါးကြော်နီးလေးလာပါပြီရှင်ဒီနီးလေးအတိုင်းကြော်ရင်ငါးညီနှလုံးဝမရှိပဲအနံ့မွမွလေးနဲ့စားလို့အရန်ကောင်းတော့ပါနော်လုံနီးလေးကြည့်ကြရအောင်ပါရှင်အရင်ဆုံးအရသာငါးကိုအရသာနေဖို့အတွက်ရင်းကိုပပလီမယ်တက်တော်ဖြူပပလီပြီးတော့ထောင်းထားပေးပါမယ်နော်ညနေအောင်ထောင်းထားပေးပါဈေးကနေကင်ထားပြီးသားအသင့်ဝယ်လာတယ်ငါးကိုလည်းတေချာလေးရေစေးတန်းစင်ထားပေးပါမယ်နော်တက်တော်ဖြူချင်းညက်သွားပြီဆိုလို့ရှိရင်တော့ငါးကိုအရသာတွင်ပါမယ်နော်နွေမုတ်ထည့်ပါမယ်စားထည့်ပါမယ်ဟင်းခတ်မုတ်ထည့်ပါမယ်နော်ကိုကြိုက်တဲ့ရဟင်းခတ်မုတ်ကိုထည့်ပါပြီးလို့ရှိရင်တော့အကုန်လုံးတမအောင်နေထားပေးပါမယ်နော်ပြီးရင်ရတာတွေဝင်သွားအောင်လို့တော့နိုင်ဝက်လောက်အနည်းဆုံးနှက်ထားပေးပါမယ်နော်ငါးညီနဲ့လုံးဝမရှိပဲအနံ့မှုလေးနဲ့စားလို့သိပ်ကောင်းတဲ့လျှို့ဝှက်ချက်ကတော့ဒီငါးအရသာတွင်းချင်းပဲဖြစ်ပါတယ်နော်နိုင်ဝက်လောက်နှက်ထားပြီးသွားလို့ရှိရင်တော့အကျော်မုတ်ကျမတော့ဒီမှာရွှေလိပ်တာသုံးလိုက်ပါတယ်ကြိုက်တဲ့အကျော်မုတ်ကိုထည့်ပြီးတော့သမအောင်နေပေးပါနော်ခရမတစ်ချိန်ကတော့ပပလေးပဲလူပြီးတော့နေပါမယ်နော်ပြီးလို့ရှိရင်နောက်တစ်ချိန်ဆက်ပြီးတော့ကြော်မုတ်ထည့်ပြီးတော့သမအောင်နေပေးပါမယ်နော်နေပြီးတော့လို့ရှိရင်တော့စီပူပူမှာမီးအေးလေးနဲ့ပဲတကောင်ချင်းထည့်ကြော်ပေးပါနော်ကြော်မုတ်နဲ့ကြော်ချင်းကကြတော့အပေါ်သားချွတ်ချွတ်လေးနဲ့အတွင်းသားအေးလေးအရန်စားလို့ကောင်းတော့ပါပဲနော်တစ်ဖက်ရဲလာပြီဆိုလို့ရှိရင်နောက်တစ်ဖက်ကိုလှန်ပေးပါနော်နှစ်ဖက်လုံးရဲသွားပြီဆိုလို့ရှိရင်တော့အရန်ကိုစားလို့ကောင်းတယ်ငါးကြော်မှုမှုလေးရပါပြီရှင်ငါးကြော်မကြိုက်တဲ့လူတွေတောင်မှပဲဒီနည်းလေးနဲ့ကြော်စားကြည့်ပါနော်လုံးဝကြိုက်သွားစီရမှာအမှန်ပါပဲရှင်ဒီနှစ်ကောင်ကြော်ပြီလို့ရှင်နောက်ထပ်နှစ်ကောင်ဒီတိုင်းပဲဆက်ကြော်ပေးပါနော်တစ်ဖက်ရဲလာရင်တစ်ဖက်လန်မှာနှစ်ဖက်လုံးရဲလာပြီလို့ဆိုပြီးရပါပြီနော်ပုံမွေးသွားအောင်လို့ခုနကစက်တုံမျိုးချင်းအကြံနဲ့အဖက်လေးတွေကိုစီပူမှာထည့်ကြော်ပေးပါမယ်နော်ဒီငါးကြော်စီထဲမှာပဲထည့်ကြော်ပေးပါမယ်ရှင်ပြီးရင်မီးပိတ်လိုက်ပြီးမှပြင်းတော့သိမ်းရွက်ကလေးတွေကိုထည့်ကြော်လိုက်မယ်ဆိုလို့ရှိရင်တော့အယောင်လေးကစိမ့်စိမ့်ဆူဆူကျွတ်ကျွတ်လေးနဲ့အရန်ကိုစားလို့ကောင်းတော့ပါနော်ပြီးရင်ငါးကြော်ပကံထဲမှာအလားစင်ဖို့အတွက်တန်လာသီးလေးကိုလည်းပန်းပွင့်ပုံလေးပေါ်ထားပေးပါမယ်နော်ဗီဒီယိုအတိုင်းလေးရပဲအလုပ်ကြည့်ကြည့်ပါနော်တံမြာသီးကိုတစ်ချမ်းချမ်းပြီးတော့ V shape ပုံစံလေးတွေပတ်လဲလုပ်လိုက်လို့ရှိရင်ပန်းပွင့်ပုံလေးရပါပြီရှင်အလားစင်ဖို့အတွက်ငါးကြော်လေးကောင်ပကံထဲမှာတိတ်တိတ်ကြကြစီလိုက်ပြီးအလဲမှာပုံဖော်ထားတဲ့တံမြာသီးလေးနဲ့ငရုတ်သီးအနီတောင်လေးတွေကိုထည့်ပြီးစောစောကကြော်ထားတဲ့အဖက်လေးတွေတော့ပေါ်အားနှံ့နေအောင်ဖြူပေးလိုက်ရင်အနှံ့ရောအရသာရောပြစုံတဲ့ခွန်းချိုရဲ့ငါးကြော်လေးရပါပြီရှင်နောက်ထပ်လည်းဘယ်လိုဟင်းချက်နည်းလေးတင်ပေးစေချင်လဲဆိုတော့ comment မှာရေးပေးခဲ့ပါအောင်เนาะအားလုံးပဲထမင်းမိန်ကြပါစေရှင် see you next video ပါเนาะ bye bye